အားလုံးပဲမင်္ဂလာပါညီဟုန်ဒေးလီရောင် TND ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတော့မှာတော့ဂျပန်ကိုရောက်တာနဲ့မဖြစ်မနေလောက်ရမယ့်အချက်တွေနဲ့မဖြစ်မနေသိရမယ့်အချက်လေးတွေကိုမျှဝေပေးသားမှာဖြစ်ပါတယ်ဗောနော်ဂျပန်ရောက်လာပြီဆိုတာနဲ့အရေးကြီးတဲ့ချက်လက်တွေမဖြစ်မနေမလုပ်လို့မရတဲ့ဟာတွေကိုယ့်အတွက်အသုံးဝင်အောင်ဗောနော်ကိုဂျပန်ရောက်ပြီဆိုတာနဲ့ကိုလှုပ်တင်လှုပ်ထိုက်တာတွေမဖြစ်မနေလုပ်ရမယ့်အကြောင်းအရာတွေကိုမျှဝေပေးသားမှာဖြစ်ပါတယ်ပထမဦးဆုံးဂျပန်ကိုရောက်ပြီဆိုတာနဲ့ပထမဦးဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ကိုကရောက်ပြီးတဲ့တစ်ပတ်အတွင်းလောက်ပေါ့နော်ဖြစ်နိုင်တော့တစ်ပတ်အတွင်းလောက်မှာပဲဖြစ်ဖြစ်ကိုနေတဲ့ရက်ကွက်ရုံဒါမှမဟုတ်လို့ရှိရင်လည်းမြို့နယ်ရုံပေါ့နော်ကုရခုချောဒါမှမဟုတ်ရှင်ရှက်ခုချောအဲ့ဒီကိုကဘာသွားလုပ်ရမလဲဆိုတော့သွားပြီးတော့ကိုကဒီရက်ကွက်မှာနေတယ်ပေါ့မြန်မာမှာဆိုလို့ရှိရင်တော့ဟိုတကောင်စင်းသွင်းတယ်လို့ပေါ့နော်တကောင်စင်းကောက်တယ်လို့ပေါ့အဲ့ဒီထဲမှာကိုကတော်ပြီးစင်းထည့်ရတာပေါ့ကျွန်တော်ဒီမြန်မာပြည်ကနေပြီးတော့ဒီကိုရောက်လာပါတယ်ဘယ်နေ့ရောက်တယ်ဒီရက်ကွက်မှာနေပါတယ်ဆိုတာကိုကသွားပြီးတော့ရက်ကွက်မှာစင်းသွားပြီးတော့မသွင်းဘူးဆိုလို့ရှိရင်ကိုနဲ့ပတ်သက်တဲ့ဟာတွေကိုအိမ်ကိုမသိဘူးဖြစ်တဲ့အတွက်အဲ့လိုမျိုးနေလို့မရဘူးပေါ့နော်တချို့ကြတော့လဲရက်ကွက်ရုံကကြတော့သူရက်ကွက်ရုံမှာပထမဆုံးစင်းသွင်းရမယ်ဒါရက်ကွက်ရုံမှာကြတော့ဒါဂျပန်ရောက်တာတဲ့စင်းသွင်းရမယ်ပေါ့နော်စင်းသွင်းတာနဲ့သူကတစ်ခါစင်းသွင်းပြီလားဆိုရင်တော့မဟုတ်ဘူးပေါ့နော်ကိုအိမ်ပြောင်းတဲ့အခါမျိုးဆိုလို့ရှိရင်လဲကိုကတော့လိပ်စာထပ်ပြောင်းအောင်ပါပေါ့နော်အိမ်ပြောင်းတဲ့အခါမျိုးဆိုရင်တော့ဒီရက်ကွက်ကနေပြီးတော့ထွက်စာပြပြီးတော့တခြားရက်ကွက်မှာဝင်လာပါတယ်ပြောင်းလာပါတယ်ဆိုတဲ့အကြောင်းတော့ဒါကတော့တခြားရက်ကွက်အိမ်ပြောင်းတဲ့အခါမျိုးကြာရင်ပြောင်းရတာကိုပြောတာပေါ့နော်အခုလောလောဆယ်ရောက်လာတဲ့အခါမှာဘာလုပ်ရမလဲဆိုရင်တော့ရက်ကွက်ရုံမှာသွားပြီးတော့စင်းသွင်းရမယ်ပေါ့နော်ကျွန်တော်ဒီရက်ကွက်ကိုဘယ်တော့ရောက်ပါတယ်ဘယ်မှာနေပါတယ်ဆိုတာကိုကိုကသွားပြီးတော့စင်းသွင်းရမယ်စင်းသွင်းတဲ့ခါကျရင်သူကကိုယ့်ရဲ့ဇိုင်းလူကက်ကနောက်မှာပေါ့နော်တစိမ့်ထုပေးလိုက်တစိမ့်တုံးထုပေးလိုက်တာပေါ့မောင်ဘလူးမတ်ဘလူးဒီရက်ကွက်မှာနေပါတယ်ဘယ်နေ့တော့ရောက်လာပါတယ်ဆိုတဲ့အစအဆုံးပေါ့အဲ့လိုတစိမ့်ထုပေးလိုက်ပြီးတော့သူတို့စင်းသွင်းပေးလိုက်ပြီဆိုလို့ရှိရင်ကြတော့သူတို့ရဲ့စားတိုက်ပေါ့နော်စားတိုက်ကနေစားပို့တဲ့ခါကျရင်လည်းကိုယ့်အိမ်ထဲရောက်တယ်ပေါ့နော်အဲ့ဒီခါကျရင်တော့ကိုယ့်အိမ်ကိုအဲ့လိုမျိုးစားသက်တွေအဆက်တွေရှိဖို့အတွက်သူတို့ကကြတော့ဒီမှာဟိုမြန်မာပြည်မှာစားထည့်တယ်လို့ပဲပေါ့နော်စားတိုက်ကိုပဲအကုန်လုံးပို့ပေးတာဖြစ်တဲ့အတွက်ကိုကတေချာတိတိကျကျလိပ်စာမပေးထားဆိုလို့ရှိရင်တခြားလွဲတာတွေပဲဖြစ်တယ်ကိုယ့်အိမ်ရောက်မလာတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီခါမှာရက်ကွက်ရုံမှာကိုယ့်နာမည်ကိုစီးရင်တော့တွင်ပြီးဒီရက်ကွက်မှာနေထိုင်ကြအောင်စီးရင်တော့တွင်ပြီးဆိုသူတို့ကဘာတွေလုပ်ပေးလဲဆိုရင်ပထမဆုံးကျမ်းမာရေးကပ်ပေါ့နော်ကျမ်းမာရေးကပ်ကကြတော့မဖြစ်မနေဆောင်းတာမယ်ပေါ့နော်ဆောင်းရမယ်ဆောင်းတာလည်းကောင်းပါတယ်ဘာလို့လဲဆိုတော့ကိုကျမ်းမာရေးဖြစ်တဲ့အခါဆိုလို့ရှိရင် तू ကဒီတိုင်းဆိုလို့ရှိရင်ဗလိန်သွားပြတဲ့အခါကျရင်အရန်ဈေးကြီးတယ်ပေါ့နော်အရန်ဈေးကြီးတယ်ဟိုကန်ရှော့ရှိလားမရှိဘူးလား तू အဲ့လိုမျိုးမေးတယ်ပေါ့နော်မရှိဘူးဆိုလို့ရှိရင် तू ကဟိုကန်ရှော့ရှိလို့ရှိရင် तू 2000လောက်ကျမယ်ဟာဆိုရင်9000 8000လောက်ကျရပါတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုကဆောင်းထားတာကောင်းတယ်တစ်နေ့လုံးစာမှာ तू ကဘယ်လောက်ဆောင်းရလဲဆိုရင်တော့ तू ကတစ်နှစ်စာပေါ့နော်တစ်နှစ်စာပဲဖြစ်10လစာပဲဖြစ် तू ကပထမရောက်ခါစာတစ်လကတော့ तू ကဘယ်လောက်ဆောင်းလဲဆိုတော့6000လောက်ဆောင်ရတယ်ပေါ့နော်9000 6000လောက်ကျမရေခွန်ဆောင်ရတယ်နောက်လာတွေကျရင်တော့တစ်လောက်1800နဲ့2000လောက်ပေါ့နော်1800 2000ကြားလောက်တော့ရှိမယ်တယောက်တေးသေးချာဒါပေမဲ့များသောအားဖြင့်တော့တူကြပါတယ်ကျောင်းသားတွေအကုန်လုံးကဟိုပထမရောက်လာကစားတော့လည်းပထမဦးဆုံးစစကနေတော့6000လောက်ဆောင်ပြီးနောက်လိုက်ကျတယ်1800နဲ့2000ကြားပေါ့နော်အဲ့လောက်ပဲဆောင်ရတယ်အကုန်လုံးအတူတူဆောင်ရတယ်အဲ့ဒါတခါတည်းဆောင်ထားခြင်းလည်းရတယ်ပေါ့နော်တစ်နှစ်စာမဆောင်ထားဘဲနဲ့လစဉ်ကြမှာကိုဆောင်ခြင်းလည်းဆိုလို့ရှိရင်လည်းရတယ်အဲ့ဒါဖြစ်တဲ့ကျမ်းမာရေးခွန်ဆောင်ရမယ်နောက်တစ်ခုကျတော့ကျမ်းမာရေးခွန်ကတ်လည်းတခါတည်းလုပ်ပြီးတယ်ကိုယ့်ရဲ့လိပ်စာမှာကိုယ့်ရဲ့ဇိုင်းလူကတ်မှာစိတ်တုံးထုပေးပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ကျမ်းမာရေးကတ်ကိုလည်းကိုယ့်ရဲ့အိမ်ကိုအရောက်ပို့ပေးတယ်ချက်ချင်းတော့မရဘူးပေါ့နော်ချက်ချင်းတော့မရဘူးအရောက်ပို့ပေးတယ်သူတို့ဘယ်နေ့ဘယ်ရက်ပြီးမယ်ဆိုတော့ပြောပြီးတယ်ပြောပြီးတော့လုပ်ပေးတယ်အခုနောက်ပိုင်းမှာကျတော့ my number ကတ်ဆိုတာရှိတယ်ပေါ့နော် my number ကတ်ပါတခါတည်းလုံးလို့ my number ကတ်ကျတော့တခါတည်းသူကမလုပ်ရသေးဘူးပေါ့နော်ကိုရောက်ပြီးသွားပြီဆိုသူကတစ်လလောက်နေပြီးဂျပန်မှာတစ်လလောက်နေပြီးဆိုလို့ရှိရင်အဲ့ my number ကတ်ကိုသူကmy number ကတ်လို့ဖို့ဟိုဗာလဲ booking ယူပေါ့နော်ယူရခုယူပါအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်သူကအင်္ဂလာပို့တဲ့ခါကျရင်ကိုရက်ကွက်ရုံမှာသွားပြီးတော့ဖြည့်ဆွဲပြီးတော့မှအဲ့ my number ကတ်ကိုရတယ်ပေါ့နော်အဲ့ဒီခါကျရင် तू ကရက်ကွက်ရုံမှာကိုယ်သွားပြီးစင်းသွင်းပြီးကျမ်းမာရေးကတ်တွေလည်းတခါတည်းရှောက်ပြီးပြီဆိုရင် तू ကအမိုက်ပြစ်တဲ့ပြင်ကြီးပေးတာပေါ့နော်အမိုက်ပြပုံပြင်ကြီးကြရင်တော့ဟိုများသောအားဖြင့်တော့လိုက်နာတာပိုကောင်းတယ်ပေါ့နော်လိုက်နာစေခြင်းတယ်ပေါ့ဘာလို့လဲဆိုတော့ဟိုအမိုက်ဆိုအမိုက်6ကြာသူတို့ကခွဲတယ်ပေါ့နော်တချို့ဟို share house တွေမှာနေတဲ့လူဆိုလို့ရှိရင်တော့ဒါကတော့အကုန်လုံးစုပေါင်းလွှတ်ပစ်တာဖြစ်တဲ့အတွက်စုပေါင်းလွှတ်ပစ်တာဖြစ်တဲ့အတွက် तू ကတော့စုပေါင်းလွှတ်ပစ်တယ်ဆိုပေမဲ့လည်းကိုကအခုကိုလွှတ်ပစ်လိုက်တဲ့အထဲမှာကိုယ့်ရေးကိုယ်တာအချက်လက်ပေါ့နော်ဥပမာအားဖြင့်စာတိုက်ကနေပို့ထားတဲ့မောင်ဘသူအခန်းနံပါတ်ဘလောက်အခန်းနံပါတ်100မောင်ဖြူဆိုအဲ့လိုမျိုးဆိုရင် तू ကအဲ့လို
ပို့လိုက်တဲ့ခါကျရင်ကိုအမိုက်ဆိုအမိုက်ချောင်မခွဲဘဲနဲ့အကုန်လုံးရောထွေးပြီးလွှတ်ပစ်လိုက်တယ်ပေါ့နော်။ KBC ဖြစ်တဲ့နေရာဆိုလို့ရှိရင်တော့ပြဿနာရှိတယ်ပေါ့နော်။ KBC မဖြစ်ဘူးအမိုက်ကလည်းဒီလောက်ထိသူတို့ကလိုက်ပြီးတော့ဗာလဲဘယ်လိုပြောရမလဲအမိုက်နဲ့ပတ်သက်ပြီးဒီလောက်ထိမစစ်ဘူးနော်မတင်းကျပ်ဘူးဆိုလို့ရှိရင်တော့ကိစ္စမရှိပေမဲ့KBC ဖြစ်တယ်တင်းကျပ်တယ်ဆိုတဲ့နေရာမျိုးကြာရင်တော့ကိုကနည်းနည်းစီကံရှိဖို့အရေးကြီးတယ်ပေါ့နော်အန်ဒီရရှိတယ်ပေါ့အန်ဒီရရှိတယ်ဆိုတာကိုယ့်ရဲ့လိပ်စာကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့အခန်းနံပါတ်တွေအကုန်လုံးတိကျကိုကအမိုက်ထဲအကယ်၍လွှတ်ပစ်ခဲ့မိတော့ရှိလျင်အဲ့ဒီအမိုက်ကိုသူတို့ကအကယ်မယူဘူးပေါ့နော်အမိုက်တွေစီကံမရှိလို့ဒီမျိုးလုပ်လို့ဖြစ်တဲ့အတွက်အဲ့လိုမျိုးဆိုလို့ရှိရင်ဖုံးဆက်ခေါ်တာမျိုးတွေပါမျိုးတွေရှိတတ်တယ်ပေါ့နော်စီကံမရှိဘူးပေါ့နော်မင်းအမိုက်ကိုငါတို့လွှတ်မပစ်နိုင်ဘူးလို့အဲ့လိုမျိုးတွေပြောတာလည်းရှိတဲ့အတွက်ကိုကကိုယ့်ရဲ့အမိုက်ဆိုအမိုက်ချောက်ကိုခွဲစေခြင်းနဲ့ကိုယ့်ရဲ့စာရေးစာတမ်းတွေလွှတ်ပစ်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်သေချာလို့အကုန်လုံးကိုကက်ကြီးနဲ့ညှက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းရေစွပ်ပြီးတော့စုပ်ဖြဲပစ်တာပဲဖြစ်ရောနော်အဲ့လိုလုပ်ပြီးလွှတ်ပစ်တာကတော့ကောင်းတယ်လို့အကြံပေးချင်ပါတယ်ပေါ့နော်ဒါတော့အမိုက်လွှတ်ပစ်တာနဲ့ပတ်သက်ပြီးတော့ပထမဆုံးဂျပန်နိုင်ငံရောက်ပြီဆိုတာနဲ့ပထမဆုံးသွားပြီးတော့ဂျူမင်ထိုးတို့ကုလုပ်မယ်ပြီးဟိုခန်းရှောရှောက်မယ်ပြီးလို့ရှိရင်အမိုက်ကွန်မြူတက်ခတာနဲ့ပတ်သက်ပြီးတော့သူကဟိုကနေပြီးတော့စာအုပ်ပေးတယ်ပေါ့နော်ဘယ်နေ့မှာဘယ်အမိုက်ဘယ်နေ့မှာဘယ်အမိုက်ဘယ်နေ့မှာဘယ်အမိုက်ဆိုတာသူကမွဲတို့ကော်မီမွဲနိုင်ကော်မီခါနန်းကော်မီကာနန်းကော်မီဆိုပြီးသူကအဲ့လိုမျိုးတွေလာမယ်ပေါ့နော်အမိုက်လွှတ်ပစ်လို့လက်မီးလောင်နဲ့ဟာမီးလောင်နဲ့ဟာပလတ်စတစ်အမိုက်ဒီဘာလဲစိုးတိုင်းကော်မီဆိုလို့ရှိရင်ဒီဒမ်ဘိုဒူတို့ဘာတို့ပေါ့နော်ကတ်ထူပြားကြီးတွေဘာတွေအဲ့လိုမျိုးတချို့ဟိုအမိုက်အကြီးတွေကျတော့လွှတ်ပစ်လို့မရဘူးပေါ့နော်အကြီးတွေကျတော့လွှတ်ပစ်ခြင်းအဲ့လို7-11မှာအဲ့လိုအမိုက်လွှတ်ပစ်ရတဲ့စာရွက်ကတ်တဲ့ဟာရှိတယ်ပေါ့နော်ဘယ်လောက်တန်ဒီဟာလွှတ်ပစ်မယ်ဆိုအဲ့ဒါစီဟိုစတစ်ကာကတ်ထားမှာပေါ့နော်စတစ်ကာကတ်ထားမှာသူတို့ကလွှတ်ပစ်ပေးတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုရင်သူကရောက်တာနဲ့ကျမကြီးကက်လဲလုပ်ပေးမယ်အမိုက်ပြဖို့ပြင်းနည်းတွေရှိမယ်နောက်တစ်ခုရေးကြည့်တာကကျတော့ဘာလဲဆိုရင်ဘန်ပေါ့နော်ဘန်ကတ်လျှောက်ဖို့ပေါ့ဘန်ကတ်လျှောက်ဖို့ဆိုရင်ဂျပန်ရောက်တာနဲ့သူကဘာဘန်ပဲလျှောက်လို့ရမလဲဆိုလို့လောဆယ်မှာသူကဟိုပေါ့နော်အစိုးရဘန်ဖြစ်ဟိုသူတို့ရဲ့စာတိုက်ဘန်ဖြစ်တဲ့ယူချောပေါ့နော်ယူချောကင်းကိုဆိုအဲ့ဒီဟာပဲလျှောက်လို့ရပါဘောနော်အဲ့ဒီဟာနောက်အစတော့ကကျတော့နောက်ဟိုဟာပေါ့နော်သူကဘန်စာအုပ်တွေလည်းလျှောက်လို့ရတယ်အဲ့လိုမျိုးကတ်တွေလည်းလျှောက်လို့ရပါဘောနော်ဒါပေမဲ့သူကကိုဘန်စာအုပ်လုပ်ချင်တယ်ဆိုနိုင်ငံခြားသားဆိုလို့ရှိရင်တော့မှသူကနည်းနည်းစကားပြောတတ်စေချင်တယ်ပေါ့နော်စကားပြောတတ်လို့ရှိရင်တော့ဘန်စာအုပ်လုပ်ချင်ပါတယ်စူချောစကရီတိုင်းですけれどもとかဘာပဲဖြစ်ပေါ့နော်ကိုယ့်နဲ့ကိုဟိုဘန်စာအုပ်ဆိုလို့ရှိရင်သူတို့စူချောလို့ခေါ်တာပေါ့နော်စူချောအခုနောက်ပိုင်းမှာတော့သူကစူချောမလာပဲနဲ့ဟိုဘန်စာအုပ်မပေးတော့ပဲနဲ့ကတ်ပဲပေးတော့တာပေါ့နော်ဘန်ကတ်ခါရှ်ကတော့အဲ့ဒီကတ်ပဲပေးတော့တာပေါ့နော်အဲ့ဒီကတ်ပဲပေးတော့တယ်ဆိုသူကအဲ့မှာကိုကအကုန်ဖြည့်ရတယ်ပေါ့နော်ဖြည့်ရတဲ့အခါမှာဒီကတ်ကဘာလို့ဖို့လောက်တာလဲဘာဖြစ်လို့လောက်တာလဲဆိုရင်ကိုကမြို့ဖြည့်ပေါ့နော်ဖြည့်ပဲဆိုတာအခုဥပမာအပြင်ပြောရမယ်ဆိုရင်တော့ငါကကျောင်းလာတက်တယ်ပတ်စံကငါမိဘတွေထည့်ပေးထားတဲ့ပတ်စံကိုဒီထဲမှာစုဖို့ပေါ့နော်ချော့ကင်းလုံးကိုစုတာကိုချော့ကင်းပေါ့နော်ပတ်စံစုခြင်းလို့ပတ်စံစုဖို့လို့ဒီထဲမှာထည့်ထားခြင်းလို့အဲ့ဒါကြောင့်မလို့ဘန်ကောက်ဖွင့်တာပြီးရင်နိုင်ငံခြားနေပို့ဖို့ရှိလားပို့လို့ရလားဆိုလို့ရှိရင်ကိုကနိုင်ငံခြားနဲ့အဆက်အသွယ်မရဘူးလေကိုဘန်မရဘူးပေါ့နော်မြန်မာနိုင်ငံဘယ်လိုဖြစ်နေတယ်ဘယ်လိုကြောင်းမျိုးကြောင့်မြန်မာနိုင်ငံကြောက်ကြောအမတွေယုတ်ကုနိုင်အဲ့လိုမျိုးပေါ့နော်မြန်မာနိုင်ငံအခြေအနေတွေသိမကောင်းဘူးအဲ့လိုဖြစ်တဲ့မြန်မာနိုင်ငံနေအခုတော့ဒိတ်ကိနိုင်နိုင်ငံခြားနဲ့ပတ်သက်ပြီးငွေလွှဲတာတွေပဲမရဘူးပေါ့နော်ပြီးလို့ရှိရင်တော့သူကအဲ့ဒီမှာကိုကဖြည့်တယ်ရှိတယ်ပေါ့နော်အမှရှိတယ်ပြင်းမှုတွေပါရှိလာတော့ဘာလို့သူကအဲ့လိုမျိုးတွေပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်ပြီးဘာမှုတွေရှိလဲဘာတွေရှိလဲဆိုအဲ့လိုမျိုးတွေပါရှိတယ်ဒါပေမဲ့ကိုကအဲ့ဒီမှာကိုကအကုန်မရှိဘူးပဲဖြစ်ပေါ့နော်အခုနောက်ပိုင်းတော့အကုန်လုံးသူကဟိုကိုဘာသာကိုလောက်ခိုင်းတာများတယ်ပေါ့နော်စကန်ဖတ်ပြီးတော့အင်္ဂလိပ်လိုလည်းရွေးလို့ရတယ်ပေါ့နော်အင်္ဂလိပ်လိုရွေးပြီးတော့ဖြည့်ကြရှိတာဖြည့်အဲ့လိုမျိုးဒါပေမဲ့သူကဘန်ကတ်လည်းချက်ချင်းတော့မရဘူးနော်ဘန်ကတ်ကဘယ်လောက်ကြာလဲဆိုရင်တစ်ပတ်နှစ်ပတ်လောက်တော့ကြာမယ်ထင်တယ်အဲ့လောက်ကြာမှကိုအိမ်ကိုဘန်ကတ်လာပို့တယ်ဘန်ကတ်လာပို့ပြီးတော့အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ဘန်နေမှာဟိုကိုအလုပ်လုပ်ပြီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဘန်ကတ်ထဲကိုငွေဝင်လို့ရပြီပေါ့နော်ဒါပေမဲ့အလုပ်လုပ်ပြီဆိုတာနဲ့ तू ကဘာလုပ်ရလဲဆိုလို့ရှိရင်အဲ့ဒီမှာ तू ကကိုယ့်ဘန်ထဲကိုငွေလွှဲငွေထုတ်မရအောင်ငွေထုတ်လို့ရတယ်ငွေလွှဲလက်ကိုလက်ခံလို့မရဘူးပေါ့နော်သူတို့ကအဲ့ဒါဟာကိုမဖြေပေးလို့ရှိရင်ကိုကမရဘူးအဲ့ဒီချိန်ကျကိုကဘာလဲဆိုဘန်အောင်သွားပြီးတော့ကျွန်တော်ဘယ်မှာတော့အလုပ်လုပ်နေပါပြီဘယ်မှာအချိန်ပိုင်းလုပ်ပါတယ်ဆိုတော့သွားပြီးပြောပြရတယ်ပေါ့နော်မပြောလို့ရှိရင်ကိုယ့်ဘန်ထဲကိုပတ်စံရောက်မလာအောင်ဆိုတာဘာလို့လဲဆိုတော့သူတို့ကဟိုအဝင်ကိုသူတို့ကဖွင့်မပေးထားတာဖြစ်တဲ့အတွက်ကိုကငွေလက်ခံပေးလို့မရအောင်အဲ့လိုဖြစ်တဲ့အတွက်ဘန်မှာကိုကကျွန်တော်ဘယ်မှာလှုပ်လှုပ်နေပါပြီဆိုတာကိုပြောရမယ်ပြောပြီးတော့ကိုယ့်ဘန်ထဲကိုငွေလက်ခံလို့ရအောင်လို့ပေါ့နော်အဲ့လိုမျိုးအရေးကြီးတယ်ပေါ့ဒါဆိုရင်အကုန်လုံးဟိုပြန်ပြီးပြောမယ်ဆိုရင်ပထမဆုံးအရေးကြီးတာကရောက်ပြီဆိုတာနဲ့
ရက်ကွက်ရုံမှာသွားပြီးတော့စာရင်းသွင်းရမယ်ကိုယ့်ရဲ့ Google မှာရှာမယ် Google မှာကိုယ့်ရဲ့ရက်ကွက်ရုံကဘယ်မှာလဲဆိုတာကိုကိုယ့်ကနေကိုအနည်းဆုံးရက်ကွက်ရုံမှာရှာလို့ရပါတော့ရက်ကွက်ရုံသွားမယ်ဒါမှမဟုတ်မြို့နယ်ရုံကိုသွားမယ်သွားပြီးတော့ကိုယ်ကဒီရက်ကွက်မှာနေတယ်ဆိုတာကိုသွားပြီးစာရင်းသွင်းမယ်တချို့ကကြတော့ရက်ကွက်ရုံလေးတွေကြတော့လူနေတယ်လူနေတော့သိမဆောင်ရအောင်မြန်တယ်ပေါ့နော်မြို့နယ်ရုံမှာကြတော့မြို့နယ်ရုံမှာကျေတယ်ဝန်ထမ်းလည်းများတယ်ဒါပေမဲ့လူတွေကလည်းအများကြီးပဲမြို့နယ်ဆိုတော့နိုင်ငံသားတွေအများကြီးပဲပေါ့နော်အများကြီးဖြစ်တဲ့အကြာကြီးစောင့်ရတယ်ပေါ့ရက်ကွက်ရုံမှာဆိုတော့လူလေးတွေကခါရနည်းနည်းလေးပဲရှိတာပေါ့နော်နည်းနည်းလေးပဲရှိတာဖြစ်တဲ့အတွက်မြင်တယ်ပေါ့နော်အဲ့ဒီရက်ကွက်ရုံမှာစင်းသွားသွင်းမယ်ကျမကြီးကတ်ဆောင်မယ်ကျမကြီးကတ်ကိုတခါတည်းရှောက်မယ်မိုင်းနံပါတ်ကတ်လုပ်ဖို့လဲသူတို့တခါတည်းရှောက်ခဲလိုက်မယ်အဲ့လိုမျိုးပေါ့နော်ဒီမိုင်းနံပါတ်ကတ်ကတော့ချက်ချင်းမရဘူးပြီးရင်ဘာလုပ်မလဲဆိုအမိုက်ပြစ်တာနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာအမိုက်ကိုပြစ်မယ်ပြီးရင်တော့ဘန်ကတ်နဲ့ပတ်သက်ပြီးတော့ဘန်မှာပေါ့နော်ဘန်ဝန်ထမ်းတွေစီကိုသွားပြီးတော့ဘန်ကတ်လုပ်ချင်တယ်တည်တည်ချာချာပေါ့နော်အဲ့ဒါတွေလှုပ်ဆောင်ဖို့လိုပါတယ်ရောက်လာပြီဆိုတာနဲ့မဖြစ်မနေလုပ်ရမယ့်ချက်တွေကတော့ခုနကပြောခဲ့တဲ့အချက်တွေပဲဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရောက်လာတဲ့ညီကောင်မောင်နှမတွေအားလုံးအဆင်ပြေချုံးမွေပြီးတော့ကိုရည်ချက်ပန်းတိုင်းနေရောက်ပါစေလို့အားလုံးကြိုးစားကြပါလို့ညဝေပေးသားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးလည်းlike and subscribe လုပ်ပေးထားပါအားလုံးတောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်皆さんお疲れ様でした。ありがとうございました。